အဖေရိုးသားပါကြိုးစားဖွေရှာဆွဲလုံးလာအကြောင်းပြောရင်နာညီတယ်ကျွန်တော်ထင်နေအခုတော့လေအဖေပဲရောက်နေတာစိတ်တွေအလွမ်းမပြေအမေရဲ့ချင်သာရင်တွေထွေးစွာငြိမ်းချမ်းလျက်ပါပြီအခုတော့လေတာနဘေးမှာချီရတဲ့ဇနီးအလားနဲ့သမီးလေးငယ်မြည်စီရင်ချေလူရှိအဖေပဲရောက်နေတာတို့တွေအလွမ်းမပြေတာတွေ့ကြုံတွေရင်မောရစကားလေးတွေမျက်ဝေးရင်နဲ့ပြေဆုံးနေကိုယ်တော်လေအဖေနေရမျိုးဒါလေးရောက်လို့လာပြီအဖေဖို့မဟဲ့တော်တွေစာထားပြီးရောက်ရောက်ဝါတီပါစေတာနောင်ဒါနဲ့ဥခိုင်ပန်ချေကြောလိုက်ပါရဲ့တီညာအိယာဝင်နိုင်စင်လာတိုင်းတတိယလွန်နဲ့အဖေရိုးသားပါကြိုးစားဖွေရှာဆွဲလုံးလာအကြောင်းပြောရင်နာညီတယ်ကျွန်တော်ထင်နေအခုတော့လေအဖေပဲရောက်နေတာစိတ်တွေအလွမ်းမပြေအမေရဲ့ချင်သာရင်တွေထွေးစွာငြိမ်းချမ်းလျက်ပါပြီအခုတော့လေတာနဘေးမှာချီရတဲ့ဇနီးအလားနဲ့သမီးလေးငယ်မြည်စီရင်ချေလူရှိအဖေပဲရောက်နေတာတို့တွေအလွမ်းမပြေဟိုတစ်ချိန်ကမိရာသဘာနဲ့တမင်ဝိုင်းလေးမဆိုပြင်းနေတနေ့တာတွေ့ကြုံတွေဒီမောရစကားလေးတွေမျက်ဝေးရင်နဲ့ပြေဆုံးနေကိုယ်တော်လေအဖေနေရမျိုးဒါလေးရောက်လို့လာပြီအဖေဖို့မဟဲ့တော်တွေကိုချင်းစားထားပြီးရောက်ရောက်ဝါတီပါစေတာနောင်ဒါနဲ့ဥခိုင်ပန်ချေကြောလိုက်ပါရဲ့တီတာနောင်ဒါနဲ့ဥခိုင်ပန်ချေကြောလိုက်ပါရဲ့တီတာနောင်ဒါ
ကားရဲအဖေ